ပြစ်တင်တယ်ကဲ့ရဲ့တယ်ဆိုတာဟာကိုယ်စိတ်နဲ့မတည့်လို့လောက်တာတွေကများတယ်ကိုယ်စိတ်နဲ့အစင်မသိလို့လောက်လိုက်ပြီးတစုံတစ်ခုသောအကျိုးလည်းမဟုတ်ဘူးလွယ်လွယ်နဲ့အပြစ်တင်တတ်တယ်လွယ်လွယ်နဲ့ကဲ့ရဲ့တတ်တယ်ဆိုတဲ့ပုံကိုယ်တွေမှာသူတို့ကိုယ်တိုင်မှာလည်းပဲကောင်းကျိုးချမ်းသာတွေမရတတ်ဘူးဒါတတိထားဖို့ပေါ့နော်မှန်ပါပါဗျာလောကလူတွေဟာလွယ်လွယ်ကူလှုပ်တတ်တယ်လှုပ်တတ်လို့ရှိရင်ဆိုပါစို့မကဲ့ရဲ့တိုက်တဲ့ပုံကိုယ်သွားကဲ့ရဲ့ပြီဆိုလို့ရှိရင်အဲ့ဒီကဲ့ရဲ့မိတဲ့အပြစ်ဟာအင်တန်ကြီးမားတဲ့အပြစ်တစ်ခုဖြစ်သွားတတ်တယ်ဟောဒါကြောင့်မို့တတိထားပြီးတော့လုပ်ရမယ်ဝစီပေထထိတိုင်းရှာနောက်ကနေပြောလိုက်တဲ့စကားတစ်ခုဟာမိမိပြောလိုက်တဲ့အပြောဟာအမှန်တရားမဟုတ်ဘဲနဲ့တစ်ဖက်သားကိုခုံသိက္ခာထိခိုက်တယ်ဆိုလိုတာကလောကမှာနောက်လူတွေဟာ freedom of speech စကားကိုလွယ်လွယ်ပြောတတ်ကိုယ်စိတ်ကိုယ်နှုတ်ကိုထိမ့်သိမ်းဆောက်ရှောက်မှုမရှိကြဘူးလွယ်လွယ်ကူစကားတခုပြောလိုက်တယ် freedom of speech လွယ်လွယ်ကူပြောတယ်ပြောတဲ့အခါမှာဘာဖြစ်တတ်လဲဆို defamation ဆိုတာတစ်ဖက်သားရဲ့ဒီဂုဏ်သိက္ခာကိုညှို့နှွမ်းစေတာဒါမျိုးတွေဖြစ်ပေါ်စေတတ်တယ်ပေါ့နော် defamation ဆိုတာအတရေဖြတ်တယ်ဆိုဒီလိုလုပ်တဲ့အခါမှာရှိတယ်အတရေဖြတ်မှုနဲ့ဆိုပြီးတရားစွဲခံရတာတွေအောင်ရှိဘူးလားရှိတယ်အဲ့တော့ဘုန်းကြီးတို့တွေအပြစ်တင်တော့မယ်ကဲ့ရဲ့တော့မယ်ဆိုလို့ရှိရင်တော့ကိုယ့်ဟာကိုယ်ပြန်ပြီးစမ်းစစ်တဲ့နဲ့အပြစ်တင်တိုက်တာဟုတ်ကလားကဲ့ရဲ့တိုက်တာဟုတ်ကလားငါစိတ်ထဲကမကြိုက်လို့ပြောနေတာလားတကယ်ရောငါအပြစ်တင်လိုက်လို့ကဲ့ရဲ့လိုက်လို့ဒီပုဂ္ဂိုလ်ဟာကောင်းသွားမှာလားဆိုတာတွေကစအလေးနဲ့ထားပြီးတော့ဆင်ញင်လုပ်တဲ့နဲ့ပေါ့မလုပ်ဘူးဆိုလို့ရှိရင်သူများကိုအပြစ်တင်တာသူများကိုကဲ့ရဲ့တာဟာကိုယ့်ပေါ်မှာပြန်ပြီးတော့ကြာရောက်တတ်တယ်ကြီးမားတဲ့အပြစ်တစ်ခုပြန်ပြီးကိုယ်ကြောက်ဒါကိုအလွန်တတိထားเสียကောင်းလောကလူတွေဟာအပြစ်တင်တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်ကဲ့ရဲ့တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့အဆုံးအမကိုဒီနေရာမှာမှတ်သားတဲ့ပေါ့ဒါနေ့စဉ်ဘဝမှာအရေးကြီးတယ်လူတိုင်းလူတိုင်းရဲ့နေ့စဉ်ဘဝမှာနှုတ်ကိုဆောင်စည်းခြင်းဆိုတဲ့နှုတ်ကိုစည်းကမ်းချက်ထားတာအမတန်မှတန်ဖိုးရှိတယ်လူလောကမှာလုံနေကြတာနှုတ်နဲ့ပြောတာရဲ့ကိုယ်ဒီလက်ရောက်လှုပ်တာဒီနှစ်ခုပဲရှိတာအဲ့ဒီလိုနှုတ်နဲ့ပြောကိုယ်ဒီလက်ရောက်လှုပ်တာဟာအမှားရွယ်မရှိအောင်တတိထားပြီးတော့ဆောင်ရွက်ကြရမှာဖြစ်တယ်မှုကဲ့ရဲ့မှုနဲ့ပတ်သက်ပြီးသူတစ်ပါးရဲ့အပြစ်ကိုရှုမြင်တဲ့ဟာရှုမြင်တိုင်းကောင်းသလားကဲ့ရဲ့တာဟာကဲ့ရဲ့တိုင်းကောင်းသလားလို့ဆိုမကောင်းတာတွေအများကြီးရှိတယ်နော်မကောင်းတာတွေအများကြီးမြတ်စွာဘုရားကဟောထားတယ်ပရဝိဇ္ဇာနုပတိတ္တသူတစ်ပါးအပြစ်ကိုရှုမြင်တတ်တဲ့ပုဂ္ဂိုလ်လောကလူတွေဟာကိုယ်နဲ့ပတ်ဝန်းကျင်မှာကြည့်ဘယ်သူကပြင်ဘာလှုပ်တာပဲဘယ်သူကပြင်ဘာပြောတာပဲဆိုပြီးတော့တစ်ဖက်သားကိုပဲ blame လုပ်ဖို့ပဲစဉ်းစားတယ်ညာနော်ကိုယ့်ကိုယ်လည်းအဲ့ဒီအကျင့်စရိုက်ရှိမယ်ဆိုရင်ဒီအကျင့်စရိုက်ကိုပြုပြင်ဖို့လိုအပ်တယ်ပေါ့သူများကို blame လုပ်ပါနဲ့ကိုယ့်အပြစ်ကိုပဲကိုကြည့်ပါသူများအပြစ်ကိုမကြည့်ပါနဲ့အပြစ်မမြင်ပါနဲ့လို့ဆိုအဲ့ဒီမှာမြတ်စွာဘုရားကပရဝိဇ္ဇာဆိုတာဝိဇ္ဇာဆိုတာပြောเสียအပြစ်ကိုဝိဇ္ဇာကိုခေါ်ပရဝိဇ္ဇာသူတစ်ပါးရဲ့အပြစ်ကိုအနုပတိတ္တဆိုတာအမြဲမပြတ်စောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်သူများကိုအပြစ်တင်ခြင်းတဲ့ပုဂ္ဂိုလ်သူများအပြစ်ကိုရှားနေတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုရှားနေတဲ့ပုဂ္ဂိုလ်ဘာဖြစ်တတ်လဲအာတဝါတတ္တဝဋ္ဌန္တိအဲ့ဒီပုဂ္ဂိုလ်မှာမကောင်းတဲ့အကုသိုလ်တွေအာတဝတရားဆိုတာကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာမပြတ်စည်းဝင်လာတဲ့ကိလေသာတွေကိုလည်းဆိုတယ်
အဘိဓမ္မာမှာတော့လောဘဒိဋ္ဌိမောဟဒီသုံးခုကိုအာတဝါလို့ခေါ်ပြီးမယ်လို့အာတဝါဆိုတာမိမိရဲ့တဏ္ဍာမှာမပြတ်စည်းဝင်နေတဲ့သို့မဟုတ်တန်တရားမှာကြာရှည်လာတဲ့စိတ်အစဉ်မှာဖြစ်ပေါ်နေတဲ့ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေတရားဆိုးတွေလို့ဆိုအဲ့ဒါတွေဟာတိုးလာလိမ့်မယ်သူများအပြစ်မြင်ရင်ဆိုတဲ့ကိလေသာတရားဆိုးတွေကိုယ်ရင်ထဲမှာတိုးလာလိမ့်မယ်အပြစ်တွေကိုယ်မှာတိုးလာကိုမြင်တာကသူများအပြစ်ဖြစ်တာကကိုယ်နော်ဒီလိုဖြစ်တတ်တယ်ဆိုတာကိုတတိထားဖို့လိုအပ်တယ်နိစ္စံဥစ္စာနတင်ကြီးတော်တဲ့အမြဲတမ်းလူတယောက်ရဲ့ကဲ့ရဲ့ရှုတ်ချနေတဲ့ပုဂ္ဂိုလ်သူများအပြစ်ကိုမြင်တယ်ကဲ့ရဲ့ရှုတ်ချတယ်အပြစ်မြင်ခြင်းနဲ့ကဲ့ရဲ့ရှုတ်ချခြင်းဆိုတာတွဲဖက်ပြီးတော့လာတွဲဖက်ပြီးတော့လာတယ်ဒါကြောင့်မို့အပြစ်မြင်တာရဲ့ကဲ့ရဲ့ရှုတ်ချတာရဲ့အဲ့ဒီတစ်ခုလုံးနေပြီဆိုလို့ရှိရင်အဲ့ဒါလုံးတဲ့ပုဂ္ဂိုလ်ဟာအာတဝါတတဝဋ္ဌန္တိအာတဝါတရားတွေတိုးတက်များပြားလာနိုင်တယ်တနည်းအားဖြင့်အာတဝါဆိုတာဘေးရန်ကိုလည်းခေါ်တယ်ဘေးရန်တွေတိုးတက်များပြားလာနိုင်တယ်အာရာသောအာတဝေခယအဲ့ဒီပုဂ္ဂိုလ်မျိုးဟာအာတဝေခယဆိုတဲ့ဘေးရန်ကင်းတယ်သို့မဟုတ်ကိလေသာတွေကုန်ငြိမ်းသွားတဲ့အရတ္တဖို့နိဗ္ဗာန်ဆိုတဲ့အစစ်မြင့်တဲ့တရားတွေကဝေးတယ်လို့ဒီလိုပြောတယ်နိဗ္ဗာန်နဲ့ဝေးနိုင်တယ်အမတ်တမဲ့မလုပ်ဖို့မိမိရဲ့နှုတ်တွေကိုစောင့်စည်းဖို့ဆိုတာဒါကြောင့်မို့လို့သူများအပြစ်ကိုရှုမြင်တတ်တဲ့အကျင့်သူများကိုအပြစ်တင်တတ်တဲ့အကျင့်ကဲ့ရဲ့ရှုတ်ချတတ်တဲ့အပြစ်အကျင့်မျိုးကိုယ်တဏ္ဍာမှာမမွေးမြူဖို့ပေါ့မွေးလို့အပြစ်မတင်တိုက်တဲ့ပုဂ္ဂိုလ်ကိုသွားအပြစ်တင်တယ်မရှုတ်ချတိုက်တဲ့ပုဂ္ဂိုလ်သွားရှုတ်ချပြီဆိုလို့ရှိရင်တော်တော်ကြီးမားတဲ့အပြစ်တွေကိုခံရတယ်။မြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့ဒါနှုတ်နဲ့မကောင်းမှုအကုသိုလ်ကိုစီးပူးခြင်းပဲဖြစ်တယ်။မြတ်စွာဘုရားလက်ထက်တုန်းကကောကလိကဆိုတဲ့ယဟန်ဟာရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့သွားပြီးတော့အပြစ်မြင်တယ်အပြစ်တင်တယ်အပြစ်တင်တယ်ကဲရှုတ်ချတယ်အပြစ်မြင်ကဲရှုတ်ချရုံနဲ့မကဘူးမြတ်စွာဘုရားကိုလာလျှောက်တယ်သာရိပုတ္တရာတို့မောက္ကလန်တို့ဆိုတာလူယုတ်တွေလို့ဆိုပြီးတော့ဘုရားကိုလျှောက်တာနော်ပပိစ္ဆာအောက်တန်းကြတဲ့ဆန္ဒတွေရှိတယ်အောက်တန်းကြတဲ့စိတ်ဓာတ်တွေရှိတယ်လို့ဘုရားလာအခုတိုင်တော်တာအဲ့ဒီမှာမြတ်စွာဘုရားသူ့ကိုတနာလို့မပြောနဲ့သာရိပုတ္တရာမောက္ကလန်ဒီပေါ်မှာစိတ်ကိုကြည်နူးအောင်ထားသူတို့ပေါ်မှာမပြစ်မှားနဲ့လို့မြတ်စွာဘုရားဆုံးမတာမရဘူးစွတ်ပြောတယ်မြတ်စွာဘုရားစကားနားမထောင်ဘူးစွတ်ပြောတော့ဟိုပုဂ္ဂိုလ်ကြီးတွေကအမှန်မှတန်ရှင်းစင်ကြယ်တဲ့ပုဂ္ဂိုလ်ကြီးတွေလေကိုယ့်ဘာကိုလူဆိုတာအပြစ်ဆိုတာကြမ်းဖန်တင်ញင်လို့ရတယ်အဲ့တော့ကြမ်းဖန်ပြီးတော့သူအပြစ်ပြောတာဟာအမှန်တန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကိုပြောမိတဲ့အခါကျဘာနဲ့ဥပမာတူတော့ဆိုရင်ကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်တယ်လို့ပဲကြောက်တုံးကြီးကိုခေါင်းနဲ့ဆောင်းတယ်လို့ပဲကိုပဲခံရအဲ့ဒီကောကလိကယဟန်ဟာမြတ်စွာဘုရားစကားနားမထောင်မဲနဲ့ဘုရားရှိခိုးထလဲသွားရောဇေယဝံကျောင်းပေါက်လေးရောက်တဲ့အခါမှာခန္ဓာကိုယ်မှာရှိတဲ့တကူလုံးကကိုယ်ကာယမှာအဖုတွေအပိတ်တွေထလာလိုက်ပြီးတော့အဲ့ဒီနားမှာပဲလဲနေချက်ချင်းကြီးပဲတကူလုံးအဖုတွေပိတ်နေထခုခေတ်ဆရာဝန်နေနဲ့တွေ့ရင်တော့ဒါအလားချစ်ဖြစ်တာလို့ပြောကောင်းပြောလိုက်မယ်အဲ့မှာအဖုပိတ်နေထတဖြည်းဖြည်းကြီးလာပြီးနောက်ဆုံးမှာကြီးမားတဲ့အနာကြီးတွေဖြစ်ပြီးတော့နောက်ဆုံးသေဝဲဝင်သွားသေတဲ့အခါမှာအင်တန်ကြာရှည်လာတဲ့ဘဒုမငရဲဆိုတာကိုသွားပြီးတော့ငရဲခါဒါကြည့်နော်အပြစ်မတင်နိုင်တဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့အပြစ်တင်တယ်ဘလိမ့်လုပ်တယ်မရှုတ်ချတိုက်တဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ရှုတ်ချအဲ့ဒီအကုသိုလ်ဟာအလွန်ကြီးမားတဲ့ပုဂ္ဂိုလ်လိုက်ပြီးတော့အလွန်ကြီးမားဒါကြောင့်မို့မြတ်စွာဘုရားကဆုံးမတာအဲ့ဒီဆုံးမကိုဘုန်းကြီးတို့တွေမှတ်သားနိုင်ယူထားဖို့လိုအပ်တယ်ဒါကိုယ့်ရဲ့နေ့စဉ်ဘဝမှာအလွယ်လွယ်နဲ့လုံးမိတတ်လို့ပြောပရဝေဇာနုပတိတ္တနေသံဥဇာနတင်ညိနောအာတဝါတတဝဋ္ဌန္တိအာရသောအာတဝေခယသူများကိုအပြစ်တင်တတ်တဲ့ပုဂ္ဂိုလ်ကဲရှုတ်ချတတ်တဲ့ပုဂ္ဂိုလ်ဟာအာတဝါတရားတွေသာဖြစ်ပွားပြီး
အာသဝတရားချုပ်ငြိမ်းရာအရတ္တဖို့နိဗ္ဗာန်ဆိုတဲ့ထူးမြတ်တဲ့တရားဓမ္မတွေကကင်းဝေးလိမ့်မယ်လို့မြတ်စွာဘုရားသတိပေးထားတယ်နော်ဒါကြောင့်မို့လို့အကျိုးမရှိတဲ့အလုပ်မလုပ်မိအောင်အကျိုးမရှိုံနဲ့မကဘူးအပြစ်ကြီးတဲ့အလုပ်မျိုးမလုပ်မိအောင်ဘုန်းကြီးတို့တွေသိသိထားပုဂ္ဂိုလ်တို့တယောက်ဆိုတာအပြင်ပန်းကကြည့်လို့မရအောင်အပြင်ပန်းကကြည့်ပြီးတော့ကဲ့ရဲ့ပြစ်တင်ပြီးလို့ရှိရင်ထိုပုဂ္ဂိုလ်ရဲ့အတွင်းအနှစ်မှရှိတဲ့အရေးချင်းကိုမသိသည့်အတွက်ကြောင့်အတွင်းအနှစ်မှမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဒုက္ခရောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ဘု து ကိုမှအပြစ်တင်ဖို့မကြိုးစားလိမ့်နဲ့ဘု து ကိုမှရှုတ်ချဖို့မကြိုးစားလိမ့်နဲ့ဒီလိုဆိုတာပေါ့နော်ရသော်ဘုရားကဆုံးမတယ်နပရိတံဝိလောမာနိနပရိတံကတကတံအရာထဲမှာနေကြတယ်မိသားစုဘဝမှာနေကြတယ်ဆွေတွေမျိုးတွေနဲ့နေကြတယ်အပေါင်းအသင်းတွေနေကြတယ်အဲ့ဒီလိုနေတဲ့အခါမှာတဲ့သူတစ်ပါးရဲ့မတော်မလျော်တဲ့အပြောအဆိုလုပ်ရက်တွေကိုကြည့်မနေနဲ့ဘာမှဘယ်သူကပြင်ဘာလုပ်တာပဲဘယ်သူကပြင်ဘာပြောတာပဲနဲ့မသိတော်တဲ့အလုပ်တွေသူများလုပ်တာတွေကိုသွားကြည့်မနေနဲ့နော်သွားပြီးတော့ဝေဖန်မနေနဲ့လို့ဆိုတယ်နပရိတံဝီလောမနိဝီလောမဆိုတာမတော်မလျော်တဲ့အပြောမတော်မလျော်တဲ့လုပ်ရက်သူတစ်ပါးတွေရဲ့မတော်မလျော်တဲ့အပြောမတော်မလျော်တဲ့လုပ်ရက်တွေကိုကြည့်မနေနဲ့နပရိတံကတကတံသူတို့လုပ်တယ်မလုပ်ဘူးဆိုတာတွေကိုသွားပြီးတော့သူများကိုကြည့်မနေနဲ့အတ္တနောဝအဝိခေယကိုယ့်ဟာကိုယ်ပဲပြန်ကြည့်တယ်ငါမဟုတ်တာလုံးမိသလားငါလုပ်တဲ့အလုပ်ရောဘယ်လောက်မှန်တယ်လဲငါဟာသူများအပြစ်တွေကိုပြောမိသလားငါမှရောဒီအပြစ်တွေရှိသလားဆိုတာမျိုးတွေကိုပဲပြန်ပြီးတော့ဆင်ញင်သုံးသပ်ပါလို့မြတ်စွာဘုရားဟောတာနော်ကိုပဲဆင်ញင်သုံးသပ်ပါတဲ့အတ္တနောဝအဝိခေယကတာနိအကတာနိစာကိုလှုပ်တယ်ကိုမလှုပ်ဘူးဆိုတာကိုအတိတုံးဖြစ်သည့်အတွက်ကြောင့်ကိုလှုပ်တာမလှုပ်တာကသာလဲနေ့စဉ်နဲ့ဘဝစစ်ဆေးတဲ့နေသူများတွေကိုသွားပြီးမကြည့်ပါနဲ့လို့ဒီလိုပြောညာသောအဖြစ်လူတွေကနော်ညာသောအဖြစ်လူတွေရဲ့အကျင့်ဘာလို့ဆိုကိုပြစ်တင်တဲ့ဝေဖန်တဲ့သိမရှိဘူးကိုပတ်ဝန်းကျင်ကလူတွေကိုပြစ်တင်တဲ့ဝေဖန်တာဟာလွယ်လွယ်လေးတကယ်ပဲအဲ့ဒါလိုပဲပြစ်တင်နေကြတာများနော်တချို့များဆိုကိုလှုပ်လေဒီလိုပဲလှုပ်တာသို့တော့သူများလှုပ်ရင်အပြစ်ကြည့်လေမတော်တဆလို့ဆိုပါစို့ပကံလေးတစ်လုံးလွတ်ကြတယ်ဆိုကလေးတစ်ယောက်လွတ်ကြရင်ဘာပြောနမောနမဲ့နိုင်လိုက်တာလို့ပြစ်တင်မှာပဲဟုတ်လားကိုကြောင့်လွတ်ကြတဲ့အခါကျဘာပြောမတော်လို့ကိုကြတော့မတော်လို့ဆိုတာနဲ့ခွင့်လွတ်တယ်သူများလွတ်ကြတဲ့အခါကျတော့နမောနမဲ့နိုင်တယ်လို့ဆိုပြီးပြစ်တင်လို့မပြီးတော့တစုံတစ်ခုသူများကြောင့်မှားသွားရင်ဘသူကြောင့်နဲ့ပြောလို့မပြီးကိုယ်ကြောင့်မှားသွားတဲ့အခါကျတော့မသိလို့ဘာဖြစ်လို့ညာဖြစ်လို့စင်ကြေတွေနဲ့လိုက်ဖုံးဒါလူတဘာဝကိုပြောပြတာပါလူတွေကအဲ့ဒီလူတဘာဝကိုမလိုက်နဲ့ကိုယ်တဘာဝကိုပြင်ပေးဖို့လို့ကိုယ်တဘာဝကိုပြင်ပေးကိုလှုပ်တဲ့အလုပ်ဟာဟုတ်မဟုတ်ကိုယ့်ကိုပြန်စဉ်းစားကြည့်ရဒီလိုဆိုလို့လည်းပေါ့နော်မမကံမစင်းသားမစင်ရင်ပြစ်တင်လိုက်မယ်ဆိုတော့အမေအပြစ်တင်မိမယ်အဖေအပြစ်တင်မိမယ်ဆရာသမားတွေအပြစ်တင်မိမယ်ဆိုရင်အပြစ်တင်လိုက်တာနဲ့တပြိုင်နက်သူ့ပေါ်တင်တဲ့အပြစ်ကကိုယ့်ပေါ်ရောက်လာလိမ့်မယ်နောက်ကျအဲ့လိုဖြစ်တတ်တယ်လူတွေရဲ့ရည်ရွယ်ချက်ဆိုတာတစ်မျိုးစီခုနကကောကာလိကဆိုတဲ့ယဟန်ဟာရှင်သာရိပုတ္တရာကိုပြစ်တင်တဲ့နေရာသူကအခြေအနေတစ်ခုကဘယ်လိုဖြစ်တာတုံးလို့ဆိုရှင်သာရိပုတ္တရာတို့ကတပည့်900နဲ့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကကောကလိကသတင်းသုံးနဲ့ရွာကြွသွားကြအဲ့ဒီဒေသကိုကြွသွားကြကြွသွားတဲ့အခါကျတော့ကောကလိကမျက်နှာလှုပ်ချင်တာဒါလူတဘာဝပဲနော်2500ကလူပဲဖြစ်ဖြစ်ကနေခဲ့လူပဲဖြစ်ဖြစ်လူဟာလူပဲလူလိုတွေးတာတွေအများကြီးပဲရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ဆိုတာဒိဋ္ဌံတပည့်ကြီးတွေမြတ်စွာဘုရားပြီးရင်ထိတ်တန်းတပည့်ကြီးတွေအင်တမခုံကြီးတဲ့ပုဂ္ဂိုလ်တွေပေါ့နော်
အဲ့တော့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ရောက်လာတဲ့အခါမှာသူကသူ့နေရာမှာအကြောင်းဘုန်းကြီးဆိုတော့ဂုံလုံးချင်တာပေါ့ဂုံလုံးချင်တော့ဘာလို့တုံရွာတဲ့ရက်ထဲသွားပြီးတော့တကယ်ကိုမြတ်စွာဘုရားရဲ့အက္ခတာဝကထိတ်တန်းပုဂ္ဂိုလ်ကြီးတွေရောက်နေတာကိုဘာလုပ်ကြတာတော့ဝိုင်းပြီးတော့လှူချဖို့တန်းကြဖို့လှုပ်ချပါလားနဲ့ဆိုပြီးတော့သွားဆော်ဩတယ်သူကနော်သွားပြီးတော့ဆော်ဩတယ်လိုက်ပြီးတော့အလှခံတယ်တကယ်ထိတ်တန်းပုဂ္ဂိုလ်ကြီးတွေလာနေပြီလာနေတာတွေကိုတို့စီကလူတွေကညှမ်းလိုက်တာနဲ့ပြစ်တင်နေဆော်ဩတယ်သွားလို့တော့လူတွေကတပည့်တော်တို့မသိလို့ပါဗျာဆိုပြီးတော့လှူတန်းနေစီမံခန့်ခွဲကြစီမံပြီးတော့ရှင်သာရိပုတ္တရာတို့ဆွမ်းနေကတ်ကြတယ်ပေါ့နော်လှူကြတန်းကြတယ်လှုပ်တဲ့အခါယဟန်ဆိုတာမျိုးကပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးတော့နှုတ်မြက်ပြီးမပြောကောင်းဘူးသူကဖိတ်ထားတဲ့ပုဂ္ဂိုလ်ကပြောကောင်းတယ်အရှင်ဘုရားပစ္စည်းလေးပါးလိုချင်တာရှိရင်ပြောပါလို့ဆိုမှအဲ့ဒီပုဂ္ဂိုလ်မျိုးကိုတောင်းကောင်းတယ်သို့မဟုတ်ကိုယ့်အမေကိုယ့်အဖေဆွေမျိုးသားချင်းဆိုရင်တောင်းလို့ရကြံတဲ့တရားတော်မှာအဲ့လိုပြောခွင့်မရှိဘူးမပြောရနော်ဒါကဝိနိသိက္ခပုဝိညတ္တိပယုတ်တဝါစာနှုတ်မြက်ပြီးတော့မတောင်းအောင်အဲ့တော့ကောကလိကယဟန်ကဒီစည်းကမ်းကိုဖောက်ပြီးတော့လူတွေကိုရှင်သာရိပုတ္တရာတို့လာနေကြတယ်လှူကြပါလားတန်းကြပါလားလှုပ်ကြပါလားစီမံကြပါလားနဲ့ဆိုသွားစီမံတာစီမံတော့တရားတော်မတွေကလည်းတရားတရားရှိတော့လှုပ်ကြတာပေါ့လှုပ်တဲ့အခါရှင်သာရိပုတ္တရာကသိသွားတယ်ဒီအကြောင်းသိတဲ့အခါကျတော့ဉာဏပုဂ္ဂိုလ်ကြီးတွေကဓမ္မဆင်ဆင်ကြဲကြဲနေတာလေပစ္စည်းနဲ့ပတ်သက်တရားနဲ့လှုပ်တာမဟုတ်ဘူးတယောက်ယောက်ကနှိုးဆော်လို့လှုပ်တာဖြစ်တယ်ဆိုတာသိတော့ဘာပြောတော့ဆိုသူတို့လာလှူတဲ့ဆွမ်းနေတခုမှလှူမခံဘူးအလုံးတပည့်တန်ဃာတွေနဲ့မြို့ရဲရွာနဲ့ဆွမ်းကကြွသွားကြဘာဖြစ်လို့လှူမခံတာတော့ဆိုမတန့်ရှင်းလို့ရှင်သာရိပုတ္တရာဆိုတာဒိဋ္ဌံတပိလို့ဆိုတဲ့အတိုင်းတကယ်ကိုစင်ကြယ်တဲ့ပုဂ္ဂိုလ်ကြီးတခါတော့ကရှင်သာရိပုတ္တရာဖိုင်းနာလေနာယောဂဖြစ်တော့သူတို့နှစ်ပါးညီတော်နောင်တော်ရှင်မောက္ကလန်နဲ့တူနေရတယ်ဖိုက်ဒေနာတယ်အရင်တော့ကဘာပြောက်ဘူးလို့ဆိုငယ်ငယ်တုန်းကတော့တဲ့အိမ်မှာမေတော်ကြီးကနေပြီးတော့ရေမပါတဲ့နို့နဲ့ဆံလေးနဲ့ပြုတ်ပြီးတော့နှုတ်ကနာထမင်းပေါ့လေအဲ့ဒီနှုတ်ကနာလေးကိုကြိုပြီးတော့ပေးတာအဲ့ဒါလေးတောက်လိုက်တော့သူပျောက်တယ်တဲ့ပျောက်ဖူးတယ်နှစ်ပါးတည်းပြောတဲ့စကားနော်အဲ့ဒါတော့ပျောက်ဖူးတယ်လို့ပြောတော့ရှင်မောက္ကလန်ကဗာပြောတော့ကိုတော်ဘုံကံရှိရင်တပည့်တော်မနဲ့ကြရင်ဆွမ်းခံသွားရင်ရမှာပေါ့လို့ဒီလောက်ပဲပြောတယ်မနဲ့ကြတော့တကယ်ရသွားရလာတော့ရှင်မောက္ကလန်ကဝမ်းသာတာပေါ့ရှင်သာရိပုတ္တရာအတွက်ဆိုယူလာပြီးတော့ကဲဟောတဲ့ကိုတော့လေနာယောဂနဲ့တဲ့တဲ့ဆေးဆိုပြီးတော့ကတ်တော့ရှင်သာရိပုတ္တရာကကြည့်လိုက်တယ်ဘယ်လိုလုပ်ရလာလဲကြည့်လိုက်တဲ့အခါကျတော့သူတို့နှစ်ပါးညာကတူတူပြောတာကိုဘသူကကြားတော့ဆိုရင်အဲ့ဒီဈဉ္ညာလမ်းမှာနာကတစ်ပင်ပေါ်မှာစောင့်နေတဲ့ရုပ်ကစိုးနတ်ကကြားတဲ့အခါကျတော့သူတကာကမှအိမ်သွားဝင်ပူးပြီးတော့မနဲ့ကိုအဲ့ဒါကတ်ရင်ကတ်ဆိုပြီးတော့သွားချင်းချောက်ပြီးပြောထားတာအဲ့ဒါနဲ့ဟိုကစီမံထားတာလေအဲ့တော့စီမံထားတာဆိုတော့သူတို့ပြောတဲ့စကားကြားပြီးတော့ဟိုကသွားလှုပ်တာဆိုတော့တရားတရားနဲ့လှူတဲ့ဟာမဟုတ်တော့ဘူးအဲ့ဒါရှင်သာရိပုတ္တရာကမြင်နေကြည့်လိုက်တော့ဩငါတို့ညပြောတာကြားပြီးနတ်ကသွားပြီးတော့ဒါလှုပ်ခိုင်းတာပါလားအဲ့တော့ရှင်မောက္ကလန်ကိုပြောတယ်အရှင်မောက္ကလန်နဲ့ဒီပစ္စည်းကမစင်ကြယ်ဘူးတဲ့မစင်ကြယ်ဘူးလို့ပဲပြောတာနော်မစင်ကြယ်ဘူးဆိုတာတို့ဝိနိသိက္ခာဘုရားဒါမစားလိုက်ဘူးလို့ပြောလိုက်တာလေရှင်မောက္ကလန်ကလည်းသူကစိတ်ခတ်ထက်ပုဂ္ဂိုလ်ဆိုရှင်သာရိပုတ္တရာကမစင်ကြယ်ဘူးလို့လည်းပြောလိုက်ရောအဲ့ဒီတပတ်ကိုသွားတယ်ပြီးတော့ဖွက်ခနဲ့ဆိုတွန်ပလိုက်တာပဲနော်အလုံးတွန်ပလိုက်တွန်ပြလိုက်တဲ့အချိန်မှာမြေကြီးပေါ်လဲကျသွားရောရှင်သာရိပုတ္တရာလေနာယောဂလည်းပျောက်သွားတယ်ပျောက်သွားတော့ရှင်သာရိပုတ္တရာကပြောတယ်ငါရှင်မောက္ကလန်တစုံတယောက်ကတိုက်တွန်းလို့ရလာတဲ့ပစ္စည်းစားမဲ့အစာတဲ့ကိုယ်ခန္ဓာကိုယ်တဲ့ကိုယ်ပိုက်ထဲရောက်အောင်လုပ်မဲ့အစာ
ပြီးတော့သေသွားတာကောင်းသေးတယ်နော်မစင်ကြယ်တဲ့အခုလိုဝိနည်းတိတ်ခါဘုတ်ရအပြစ်ရှိတဲ့အစားအစာမျိုးမစားတာကောင်းတယ်လို့ဆိုပြီးတော့ရှင်မောက္ကလံကိုတရားဟောတယ်အဲ့တော့ရှင်သာရိပုတ္တရာဆိုတဲ့ပုဂ္ဂိုလ်ဟာအင်မတန်မှပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးတန်ရှင်းတာကြိုက်တယ်ဒါကြောင့်မို့ကောကလိကယဟန်ကလှုပ်ဆော်ထားတဲ့ဆွမ်းနေဟင်းတွေကိုလက်မခံတော့ဘူးဆွမ်းခံသွားတယ်ဆွမ်းခံသွားတဲ့အခါကျတော့ကောကလိကစိတ်ဆိုးတော့ဗောစိတ်ဆိုးတော့ဘာမှတော့မပြောရဘူးမှတ်ထားတယ်နောက်တစ်ခါကျတော့ရှင်သာရိပုတ္တရာရှင်မောက္ကလံတို့ကြွလာတာဒကာဒကမတွေကသူ့တရားတရားနဲ့သူတန်ဃာတွေသင်္ကန်းတွေလှူတယ်ရှင်သာရိပုတ္တရာကိုလှူတယ်လှူကြတဲ့အခါမှာရှင်သာရိပုတ္တရာကနောက်ပါတပည့်တွေအတွက်အဲ့ဒီပစ္စည်းတွေကိုသိမ်းထားပြီးတော့သိမ်းခိုင်းထားပြီးတော့စေတော်အကြောင်းကိုပို့လိုက်ဖို့ပြောတာအဲ့ဒီကြတော့ကောကာလိကဘာတွေးလာတော့ဆိုအရင်တော့မစင်ကြယ်ဘူးလို့ပြောတယ်အခုကျတော့ပစ္စည်းတွေအကုန်လုံးသူ့မပေးဘူးပေါ့အကုန်လုံးကိုစေတော်အကြောင်းပို့ခိုင်းနေဆိုတော့သူတော်အားနဲ့လောဘကြည့်လိုက်တာဟိုကတော့မဟုတ်ဘူးတပည့်တန်ဃာတွေအတွက်ကိုရည်မှန်းပြီးတော့အဲ့ဒီသင်္ကန်းတွေကိုဝေပေးဖို့ဆိုပြီးတော့စေတော်အကြောင်းကိုပို့ခိုင်းတယ်နော်လောကမှာအပြစ်တင်နေတယ်ဆိုတာသိလွယ်တဲ့အကြောင်းပြောပြတာနော်မှန်ပါပါဗျာသူ့အတွေးကဘယ်လိုတွေးတော့ဆိုအရင်တစ်ခါတော့ကတော့ငါစီမံတာကြတော့လက်မခံဘူးအခုဒီသင်္ကန်းတွေကြတော့ရှိသမျှတွေအကုန်တည်သွားတယ်လောဘကြီးလိုက်တာဆိုတာပြောတာအဲ့ဒါလို့ပြောပြီးတော့ပြောရုံနဲ့မကဘူးမြတ်စွာဘုရားထီအောင်သွားလျှောက်တာပါပိဿာသာရိပုတ္တရာမောက္ကလံအောက်တန်းကြတယ်ရုပ်မာတဲ့အလိုဆန္ဒတွေရှိကြတယ်လေရှင်သာရိပုတ္တရာရှင်မောက္ကလံတို့ကိုသွားပြီးတော့ပြစ်မှားတာဒါကြောင့်မို့လို့မကဲ့ရဲ့တကယ်ကတော့သူ့အမြင်ကသာရှင်သာရိပုတ္တရာတို့ကိုအပြစ်လို့မြင်တာရှင်သာရိပုတ္တရာကအပြစ်တစ်ခုဘာမှမလုပ်ဘူးအလွန်တန်ရှင်းစင်ကြယ်တဲ့ပုဂ္ဂိုလ်ဒါပဲသူ့မျက်စိထဲမှာတော့အပြစ်လို့မြင်တယ်အဲ့ဒါမျိုးဟာအလွန်ကြောက်စရာကောင်းတယ်ဒါကြောင့်မို့လို့တရားချစ်ခင်သူတော်စင်ပြိဋ္ဌာပေါင်းတို့ဘုရားမြတ်စွာဟောကြားတဲ့အဆုံးအမလိုက်နာဖို့လိုတယ်မြတ်စွာဘုရားကနပရိတံဝီလောမာနိနပရိတံကတာကတံသူတော်ဘာတွေမသိမလျော်တဲ့အလုတ်တော်မှမကြည့်နေနဲ့တဲ့နပရိတံကတာကတံလှုပ်တယ်မလှုပ်ဘူးဆိုတာတွေကိုသူများကိုသွားမကြည့်နဲ့အပြစ်မတင်နဲ့အတနောဝအဝိခေယကတာနိအကတာနိစာကိုယ့်ဟာကိုယ်သာကြည့်ပါကိုယ်သာဆန်းစစ်ပါဝေဖန်ရင်ကိုယ့်ကိုဝေဖန်တာဟာအကောင်းဆုံးပဲဒါမှကိုယ်ကောင်းလာမယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာနော်လောကလူတွေဟာကိုယ့်ကိုဝေဖန်မှုအမတန်မှခဲနေအများကိုဝေဖန်မှုပြစ်တင်မှုအလွန်လွယ်တယ်အလွန်လွယ်တာကိုလှုပ်သည့်အတွက်ကြောင့်ပြစ်တင်မှုကိုအကြောင်းပြုပြီးတော့ဆင်းရဲဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်ကြီးအများကြီးပဲရှိတယ်ပေါ့အေးဒါကြောင့်မလို့ဒါကိုတတိထားဖို့လိုအပ်တဲ့အကြောင်းဒီနေ့အပြစ်တင်ခြင်းနဲ့ကဲ့ရဲ့ခြင်းဆိုတဲ့ခေါင်းစည်းနဲ့ဘုရားမြတ်စွာလက်ထက်တော်ခါကာလတော့ဒီအပြစ်တင်တာတို့ကဲ့ရဲ့တာတို့ဆိုတာဟာလူတိုင်းလွတ်နိုင်တာမဟုတ်ဘူးအပြစ်မရှိတဲ့ပုဂ္ဂိုလ်လည်းပဲအပြစ်တင်တတ်တယ်ကဲ့ရဲ့တတ်တယ်လူတွေဟာအပြစ်တင်တယ်ကဲ့ရဲ့တယ်ဆိုတာဒီသူတို့ရဲ့စိတ်အထင်အမြင်ပေါ်မှာစိတ်ရဲ့ဘဝင်မကြမှုပေါ်မှာနော်ကဲ့ရဲ့ရှုတ်ချခြင်းတာဖြစ်တယ်တကယ်ကဲ့ရဲ့တိုင်းလို့ကဲ့ရဲ့တာကြတော့အကောင်းမဆိုးတာဘူးပေါ့နော်အေးမြတ်စွာဘုရားလို့ပုဂ္ဂိုလ်မျိုးတောင်မှပဲကဲ့ရဲ့ရှုတ်ချတဲ့နတ်တွေဖြစ်လာပေါ်လာဘူးတဲ့ဟောဒီတန်ယုတ်တနိကေသုတ်တန်တစ်ခုမှမှတ်တမ်းတင်ထားတာနော်ဘုရားလို့ပုဂ္ဂိုလ်မျိုးတောင်မှပဲလာရောက်ရှုတ်ချကဲ့ရဲ့ကြတာရှိတယ်လောကလူသားတွေရဲ့သဘာဝအတိုင်းပဲနော်blame ဆိုတာသူများကိုပြစ်တင်မှုအလွန်လွယ်တယ်တဲ့အလွန်လွယ်တယ်ဒါကြောင့်မို့လွယ်ကူကူနဲ့အပြစ်မတင်ပါနဲ့လွယ်ကူကူနဲ့သူများကိုမကဲ့ရဲ့ပါနဲ့ကိုယ့်ကိုယ်ပဲကြည့်ပါကြည့်မြတ်စွာဘုရားသခင်ကိုရောမြတ်စေတော်ဝန်တာဝတိမြို့စေတော်ဝန်ကျောင်းမှာသတင်းသုံးနေဘုရားဆိုတာတရားရဲ့အကျိုးအမြဲတမ်းဆောင်ရွက်ပြီးတော့နေတဲ့ပုဂ္ဂိုလ်
ကိုယ်အကျိုးအတွက်ဘာတစ်ခုမှလုပ်เสียမရှိတော့အများအကျိုးအတွက်ကရုဏာတရားနဲ့ပညာတရားနဲ့ကရုဏာနဲ့ပညာဒီနှစ်ခုပေါင်းစပ်ပြီးတော့အများသတ္တဝါတွေကိုဒုက္ခကလွတ်စေခြင်းနာကရုဏာထိုလွတ်စေခြင်းတဲ့အတိုင်းလွတ်ရန်နိလန်အစစ်မှန်ကိုသိတာကပညာအဲ့ဒီကရုဏာပညာနှစ်ခုပေါင်းစပ်ပြီးသတ္တဝါတွေရဲ့အကျိုးကိုတည်ဖို့ဆောင်ရွက်နေတဲ့အချိန်နေ့ခါမှာဆိုလို့ရှိရင်လူသားတွေတရားဓမ္မတွေယဟန်တန်ဃာတွေဩဝါဒပေးတရားဆုံးမဟောပြောအားလုံးယဟန်တန်ဃာတွေဆုံးမလို့မြင့်တကောင်နီးလာပြီဆိုတဲ့အခါမှာယဟန်တန်ဃာတွေကိုเจ้าကိုပြန်ကြွတရားဓမ္မတွေကနေမဝင်ငယ်တဲ့အိမ်ပြန်ကြအဲ့ဒီအချိန်လေးမှာမြတ်စွာဘုရားဟာတပါးတည်းနေတဲ့အချိန်လေးပေါ့အဲ့ဒီလိုလူသားတွေရဲ့အလုပ်ကိုလုပ်အကျိုးကိုဆောင်ပြီးတဲ့နောက်ညတကောင်ရံအချိန်ရောက်လာတဲ့အခါကျတော့ဘယ်သူတွေရောက်လာတဲ့တုန်းဆိုကောင်းကင်ယံကနတ်တွေပြမတွေကရောက်လာကြတယ်လူတွေတိတ်ဆိတ်သွားပြီဆိုလို့ရှိရင်နတ်တွေကလာပြီသူတို့အလှည့်မြတ်စွာဘုရားစီဝင်ရောက်လာကြပြီးတော့သူတို့ရှောက်ချင်တာတွေရှောက်ကြတယ်မေးချင်တာတွေမေးကြတယ်ကြည့်လေမင်္ဂလာတုတ်ထဲမှာတောင်38ပြားမင်္ဂလာတရားဟောဖို့ဆိုတာနော်အဘိက္ခန္တာယရတ္တိယအဘိက္ခန္တဝဏံကေဝလကပ္ပံဩဘာတိတဝါလို့ဆိုတာညဥ်ရံချိန်မှာတကောင်ရံအချိန်မှာညဥ်ရံလုံမြောက်လို့တကောင်ရံရောက်တဲ့အချိန်မှာစေတော်အကြောင်းကြီးတစ်ခုလုံးနီးအလင်းရောင်လေးဖြန့်ကျက်ပြီးတော့နတ်ဟာရောက်လာပြီးမြတ်စွာဘုရားကိုမေးလျောက်တယ်ဆိုတာအဲ့ဒီတိုင်းပဲနတ်တွေဟာရောက်ပြီးတော့လာဒီတနေ့မှာတော့မြတ်စွာဘုရားကတပါးတည်းသတင်းသုံးနေတဲ့အချိန်မှာကောင်းကင်ယံကနတ်အုပ်စုတစုရောက်လာအဲ့ဒီနတ်တွေကဘုရားကိုအယိုသေးတောင်မပေးဘူးကောင်းကင်ယံကနေပြီးတော့မတ်တရက်ပြီးတော့မြတ်စွာဘုရားကိုအပြစ်တင်ကြတာအဲ့နတ်တွေကဟောမြတ်စွာဘုရားကိုအပြစ်တင်တယ်ကဲ့ရဲ့ရှုတ်ချတယ်ဆိုတော့လုပ်တယ်ဒီနတ်တွေကကောင်းကင်မှာပဲရပ်ပြီးတော့မြတ်စွာဘုရားကိုရှ िख ိုးချခြင်းအယိုသေးပေးခြင်းမလုပ်ဖ ೇನೆ မြတ်စွာဘုရားကိုလာပြီးတော့အပြစ်တင်ကြတာသူတို့အမြင်မှာဘာတော့လို့ဆိုရင်မြတ်စွာဘုရားကဟာတဲ့ဂေါရမယဟန်ကယဟန်တန်ဃာတွေကြတော့ပန္တိကုသင်္ကန်းဝေးရမယ်လို့ပြောတယ်သစ်ပင်ရင်ဒီဟုသောကျောင်းမှာနေရမယ်လို့ပြောတယ်ဆုံးခံစားရမယ်လို့ပြောတယ်ရတဲ့ဆုံးနဲ့နောက်ပြီးတော့နွားကျင်ငယ်နဲ့စိန်ထားတဲ့ဇီဝရှရှာသုံးဖို့နွားကျင်ငယ်ဆေးကိုသုံးဆောင်အောင်မယ်လို့ဒီလိုသူများတွေကြတော့ဒီလိုပြောတယ်သူ့ကြတော့တဲ့မင်းဆိုးရာဇာတွေလှူတဲ့သင်္ကန်းဝတ်တယ်မင်းဆိုးရာဇာတွေကကျွေးတဲ့ဆုံးဖုံးပေးတယ်တထေးတဲ့ကျွဲတွေကဆောက်ထားတဲ့ကောင်းမေ့ဆိုတဲ့ခန္ဓာကိုယ်ကြီးတိုက်ကြောင်းကြီးပေါ်မှာနေတယ်နော်မွန်မြတ်လာတဲ့ထောပတ်စီဥစားတဲ့ဆေးတွေကိုအသုံးပြုတယ်ဆိုပြီးမြတ်စွာဘုရားအပေါ်မှာသူတို့ကအပြစ်မြင်တာလေအမှန်ကလှူတာကလည်းအပြစ်မဟုတ်ဘူးလက်ခံတာလည်းအပြစ်မဟုတ်ဘူးမြတ်စွာဘုရားမှာတရားဓမ္မတွေကကြီးတဲ့တောင်လှူချင်တာလေမြတ်စွာဘုရားရဲ့သီလသမာဓိပညာဆိုတဲ့ဂုဏ်အီချင်းတွေကြောင့်မြတ်စွာဘုရားကိုပါရမီဖြည့်ခဲ့တဲ့ပါရမီတွေရဲ့စွမ်းတကူကြောင့်ကောင်းမေ့ဆိုတာတွေကိုမြတ်စွာဘုရားကိုလှူတာနဲ့ပတ်သက်ပြီးတော့ဒါတွေကိုအသုံးပြုရမလားမြတ်စွာဘုရားတပည့်တွေကြတော့ဒီလိုပြောတယ်သူကြတော့ကောင်းတာတွေစားနေတယ်အခုကိလူတွေလည်းဒီလိုပြောတတ်တာပဲနော်မိဘတွေတို့ဆရာသမားတွေတို့တပည့်တွေကပြောတတ်တယ်တစ်ခါတလေကြတော့မြင်တတ်တယ်သူကြတော့အကောင်းတွေကြီးစားတယ်ငါတို့ကြတော့ဘာညာဒီလိုပေါ့နော်တကယ်ကတော့ဘုံကံဉာဏ်မတူဘူးလေမတူတာကိုထက်ပြီးတော့လူတွေမှာအဲ့ဒါမျိုးဖြစ်တတ်တယ်အဲ့တော့မြတ်စွာဘုရားကိုတို့ဒါတွေကိုကြည့်ပြီးတော့ဘုရားပေါ်မှာလာပြီးကဲ့ရဲ့ရှုတ်ချအပြောနဲ့အလုပ်နဲ့မညီဘူးပေါ့မြတ်စွာဘုရားကကျင့်လို့တဲ့ပုဂ္ဂိုလ်တွေအတွက်ကျင့်ဖို့ဆိုတာကိုဟောကြားဒါကခန္ဓာကိုယ်ဒီကိုယ့်ရဲ့ဒီကိလေသာတွေကိုချိုးနှိမ်ဖို့အတွက်ပန္တိကုသင်္ကန်းဝတ်တယ်ဆိုတာအဝတ်အစားပေါ်မှာတတ်မဲ့တဲ့တဏှာကိုချိုးနှိမ်ဖို့လောဘရှိနေတဲ့ပုဂ္ဂိုလ်ဟာဒါဟာအကောင်းဆုံးဆေးပဲလေယောဂပြောက်ဖို့အတွက်တခါတလေဆေးကားကြီးတိုက်ရတာရှိတယ်လေအဲ့ဒါလိုပဲအဝတ်အစားပေါ်မှာလောဘဖြစ်နေတဲ့ပုဂ္ဂိုလ်တွေမဖြစ်အောင်လို့ပန္တိကုသင်္ကန်းဝတ်လို့ပြောတာ
ဆွမ်းခံစားလို့ပြောတာဆွမ်းခံဆိုတော့ဟိုရင်ကတစွန်းဒီရင်ကတစွန်းအကောင်းပဲဟုတ်ရတာစားလို့ဆိုတာတန်လဟုကဝုဒ္ဓိပေါ့ပေါ့ပါပါအသက်မွေးပြီးတော့တရားအထုတ်ချိန်တွေပိုရမှာဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီကိလေသာကုံဖို့ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေအတွက်အထောက်အကူဖြစ်တဲ့ဟာတွေကိုဟောတာမန္တိဝသင်္ကန်းဝဋ္ဌာတို့ဒီလိုဟာတွေဟာအကုန်လုံးသူ့အတွက်ဆွမ်းခံစားတာတို့သစ်ပင်ရင်တည်ဟူသောအကြောင်းမှနေတာတို့သစ်ပင်ရင်မှနေပြီဆိုရင်အိတ်ချင်တဲ့စိတ်တွေကိုထိန်းနိုင်တယ်နော်ကျောင်းထဲမှာနေမယ်ဆိုရင်တကားပိတ်ပြီးအိတ်ချင်အိတ်နေမယ်သစ်ပင်ရင်ဆိုတော့အဲ့ဒါလို့မအိတ်တော့နုံနုကြာကြာနဲ့လောက်ရမယ့်အလုပ်တွေအောင်မြင်ပြည့်စုံနိုင်တယ်ကိလေသာအာသဝတွေကုန်းအောင်ဒီဆုံးမပေးတဲ့အနေထားအပြင်မြတ်စွာဘုရားအကျိုးရှိတဲ့အလုပ်တွေကိုဒီလောက်ခိုင်းတာဘုရားအနေနဲ့ကတော့သစ်ပင်ရင်မှာပဲနေမြတ်စွာဘုရားကိုယ်တိုင်ကလည်းသစ်ပင်ရင်မှာနေပါတယ်အချိန်တိုင်းမွေးတော့လေသစ်ပင်ရင်အောက်မှာပဲမွေးတာပဲဘုရားဖြစ်တော့လေသစ်ပင်အောက်မှာပဲဘုရားဖြစ်တာပြိဋိဘံဆန်တော့လေသစ်ပင်အောက်မှာပဲပြိဋိဘံဆန်တာလေမြတ်စွာဘုရားဘဝနဲ့သစ်ပင်ကဆက်ဆက်နေတာမွေးတော့ကလည်းသစ်ပင်အောက်ဘုရားဖြစ်တော့လေသစ်ပင်အောက်ပြိဋိဘံဆန်တော့လေသစ်ပင်အောက်မှာကိုယ်တိုင်လည်းကျင့်သုံးတာမှန်တယ်သူကခန္ဓာကိုယ်တိုက်ထဲမှာနေတာကိုသွားအပြစ်တယ်ခန္ဓာကိုယ်တိုက်ထဲမှာနေတာမြတ်စွာဘုရားကအေးဆောက်လို့လူတဲ့လူတွေကုသိုလ်ရပါစေဆိုစိတ်ဟာဒါအဓိကအဲ့ဒီစိတ်နဲ့နေတယ်ဆိုတာကိုမသိဘူးဒီနတ်တွေကမသိဘဲနဲ့အပြစ်တင်ကြအပြစ်တင်တဲ့စကားကစော်ကားပြောဆိုတဲ့စကားမျိုးထီအောင်ဘယ်လောက်ထိပြောလာတော့ဆိုအညထာတန္တမတ္တနာအညထာယောပဝေတယေနိကိစ္စခိတဝတ္တေဝဗုဒ္ဓံထေယေနတတ္တတံမြတ်စွာဘုရားကိုသူတို့ပြောတာကိုလုံနေတာတခြားတဲ့ပြောတာကတခြားတဲ့နော်လှုပ်တာနဲ့ပြောတာနဲ့မညီညွတ်ဘူးပေါ့မညီညွတ်တဲ့အခါကျတော့ဒီငှက်မုတ်ဆိုးဟာလိန်ညာပြီးတော့ငှက်တွေကိုဖမ်းပြီးတော့စားတယ်လို့ပဲလောကကြီးကိုလိန်စားနေသူလို့မြတ်စွာဘုရားကိုပြစ်တယ်သူတို့နော်ကိတဝဆိုတာငှက်မုတ်ဆိုးဆိုတာငှက်တွေအထင်မှားအောင်သူကဘာလုပ်တော့တစ်ကိုင်းတွေချိုးပြီးတော့သူ့ကိုယ်သူတစ်ကိုင်းတွေနဲ့ဖုံးတစ်ပင်ကြီးလို့လှုပ်ထားတယ်ပေါ့သူ့ကိုယ်သူတစ်ကိုင်းတွေနဲ့ကြိုးတွေနဲ့ခြိထားတာအဲ့တော့ငှက်တွေကတကယ်တစ်ပင်မှတ်ပြီးတော့တစ်ချုံမှတ်ပြီးလာနာတဲ့ခါမှာသူကဖမ်းတာအဲ့ဒါကိုကိတဝလို့ခေါ်တယ်ငှက်ပုတ်ဆိုအဲ့ဒါလို့ငှက်တွေကိုဖမ်းဖို့ရအတွက်တစ်ပင်အောင်ဆောင်ပြီးတော့နေတဲ့မုတ်ဆိုးဟာလိန်ညာပြီးတော့လောကကြီးမှာစားသလိုယဟန်ဂေါရမဟာလည်းပဲကိုပြောတဲ့အတိုင်းမလုပ်ဘူးလိန်ညာနေတယ်လို့အဲ့ဒီနတ်တွေကကောင်းကင်ယံကလာပြီးတော့ဘုရားကိုပြစ်တင်တာပြစ်တင်ပြီးဗာပြောသေးတော့ဆိုယံဟိကရိယာတံဟိဝရေကိုလှုပ်ထားတာကိုပြောတဲ့နဲ့ယံနကရိယာနတ္တံဝရေကိုမလှုပ်ဖဲနဲ့မပြောတဲ့ဘူးအကရွန်တံဘာသမံပရိစ္ဆန္နန္တိပါဏိတာမလှုပ်ဖဲပြောရင်လိမ္မာပဏ္ဏတဲ့ပုဂ္ဂိုလ်တွေကသိတယ်ဒီလူဟာအပြောသမားပဲလို့ဆိုတာကိုသိတယ်မြတ်စွာဘုရားကိုစောင့်ချိတ်ပြီးတော့ကောင်းကင်ယံကလာပြီးအပြစ်တင်တာနော်အဲ့ဒါလို့အပြစ်တင်တဲ့အခါကျတော့မြတ်စွာဘုရားကပြန်ပြီးတော့ပြောတယ်သူတို့မြတ်စွာဘုရားကဘာပြန်မိတ်ရှိတော့ဆိုနာဟိဘာတိတမတ္တေနဧကန္တသဝနေနဝါအနုကမိတဝေတတ္တာယာယံပฏิပရာဓမ္မာလောသိလောက်ထိုက်တဲ့အကျင့်ခိုင်မာကျင့်ထားတဲ့အကျင့်ကျင့်ရမယ်အကျင့်အဲ့ဒီအကျင့်မျိုးနဲ့မှဆင်းရဲဒုက္ခကလွတ်နိုင်တယ်နော်မမင်းရဲ့အနောက်ဘွဲတွေကလွတ်ပြီးတော့ကိုယ့်ဘဝကိုသေးသေးချာချာအမှန်မြင်နိုင်တဲ့အကျင့်မျိုးအဲ့ဒီအကျင့်မျိုးဆိုတာပြောရုံနဲ့ဖြစ်တာမဟုတ်ဘူးနော်သူများစိတ်ကနားထောင်ထားရုံနဲ့ဖြစ်တာမဟုတ်ဘူးကိုယ်တိုင်လေ့ကျင့်မှမြတ်စွာဘုရားကိုယ်တိုင်ကကြည့်နေဒီအကျင့်ကိုကျင့်ထားလို့မမင်းရဲ့အနောက်ဘက်ကိလေသာအနောက်ဘက်တွေကလွတ်ပြီးဘုရားဖြစ်လာတာဘုရားဖြစ်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာပြောတတ်တဲ့နဲ့ဖြစ်ပါမလားတဲ့ဘုရားဆိုတာဒီကိလေသာအညစ်အကြေးတွေကကင်းဝေးလာအောင်ကိုယ်တိုင်လှုပ်လာလို့จิตကြံကြိုးကိုအထုတ်လို့အပြောတတ်တဲ့နဲ့နားထောင်တတ်တဲ့နဲ့ရလာတာမဟုတ်ဘူးတကယ်လက်တွေ့ပြီးတော့ကျင့်သုံးလာတာလို့မြတ်စွာဘုရားကအဲ့ဒါလို့ပြောပြီးနဝေတိရာပကုပ္ပန္တိဝိရိတဝါလောကပရိယပညာရှိဆိုတာဘယ်တော့မှ
အပြောနဲ့လောက်ရတဲ့အလုပ်မျိုးဘယ်တော့မှမလုပ်ဘူးပေါ့မဟုတ်တာလည်းမလုပ်ဘူးပေါ့ဝိဒိတောကလောကပရိယလောကရဲ့သဘာဝတွေကိုကုံနာလဲတယ်အညာယနေဗုဒ္ဓဓိရာတိဏ္ဏလောကေဝိတ္တိပညာရှိဆိုတာတကယ်ကိုအစစ်မှန်သိပြီးတော့တဲ့လောကမှာတဏှာဆိုတဲ့တွေ့တာမှုတွေအလုံးကိုဖြတ်ကျော်ပြီးသားဖြစ်သွားတယ်ကိုယ်တိုင်ကြိုးစားအထုတ်ပြီးတော့တဏှာဆိုတဲ့တွေ့တာမှုတွေအလုံးဖြတ်ကျော်ပြီးသားဖြစ်နေတယ်ငါဟာအပြောနဲ့အလုပ်မညီတာဘာတစ်ခုမှမရှိဘူးဆိုတဲ့အကြောင်းမြတ်စွာဘုရားတရားဓမ္မအနေနဲ့ပြောလိုက်တာဘုရားစကားလည်းကြားလိုက်ရောအဲ့ဒီနတ်တွေဟာအံ့ဩတုန်လှုပ်သွားပြီးတော့သူတို့ဘာလုပ်ကြလို့ဆိုကျမ်းပေါ်မြေကြီးပေါ်ဆင်းလာကြတယ်အကုန်လုံးဖြုတ်နဲ့ဆင်းလာကြပြီးတော့မြေကြီးပေါ်မှာရပ်ပြီးတော့မြတ်စွာဘုရားခြေထောက်ကိုခေါင်းနဲ့တိုက်နှစ်ဖူးနဲ့တိုက်ပြီးတော့ခါမှာတပည့်တော်တို့အပြစ်ကိုခွင့်လွတ်ပါဗျာခွင့်လွတ်ပါမြတ်စွာဘုရားကိုမိုက်မဲသည့်အလျောက်တပည့်တော်များအပြစ်တင်ပြောဆိုမိပါတယ်မြတ်စွာဘုရားကိုတပည့်တော်တို့ဟာပြစ်မှားပုတ်ခတ်ထိုက်တယ်လို့သွားပြီးတော့ထင်မှားမိပါတယ်ဒါကြောင့်မို့ဒီအပြစ်ကိုသိခံတော်မူပါလို့ဘုရားကိုအဲ့ဒီချိန်ကျတော့ရှ िख ိုးကြပြီးတော့တောင်းပန်ကြအဲ့လိုတောင်းပန်လိုက်တဲ့အချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဘာလုပ်တုံးဆိုပြုံးတော်မူလိုက်တာတဲ့ပြုံးလိုက်တယ်ဆိုတာဒီပြုံးရောင်တန်းတတ်ပေါ့နော်သူတို့ပြောတဲ့အပြောလေးကိုကြည့်ပြီးမြတ်စွာဘုရားပြုံးတာလိုက်တဲ့အခါကျတခါဒေါသဖြစ်ကြပြန်ရောသူတို့ကခက်တယ်သူဆိုတာနော်အဲ့ဒီနတ်တွေကတခါဒေါသဖြစ်တယ်ဒေါသဖြစ်ပြီးတော့ကောင်းကင်ရံပြန်တက်သွားကြတယ်သူတို့မြတ်စွာဘုရားကသူတို့ကိုဘာမှမပြောဘဲနဲ့ပြုံးယုံပြောလိုက်တဲ့အခါဒေါသဖြစ်ပြီးတော့ကောင်းကင်ရံပြန်တက်သွားပြီးတော့ပို့ပြီးတော့ကဲ့ရဲ့ရှုတ်ချကြတယ်မြတ်စွာဘုရားပုံမူပြီးတော့စကားနဲ့ပြစ်တင်ကြတယ်ကဲ့ရဲ့ရှုတ်ချကြတယ်ဆိုတာလောက်အဲ့ဒီထဲမှာနတ်တယောက်ကမြတ်စွာဘုရားကိုတိုက်ခိုက်ပြီးဘာပြောတော့ဆိုအစ္စယံဒေတယံတိနံယောစေနပဋိက္ခဏတိကောပန္တတရောဒေါသကရုတဝေရံပฏิမုံစတိအပြစ်ကိုဝန်ချတောင်းပန်ရတန်းတဲ့လက်မခံဘူးဆိုတဲ့ပုဂ္ဂိုလ်တိမခံဘူးဆိုတဲ့ပုဂ္ဂိုလ်သူတို့စိတ်ကမြတ်စွာဘုရားပြုံးလိုက်တော့သူတို့တောင်းပန်တာကိုလက်မခံဘူးလို့ထင်သွားတယ်ပေါ့နော်ထင်သွားပြီးတော့အမြင်မှားပြီးတော့ချက်ချင်းပြစ်တင်ကြတယ်ပြီးတော့ပြောကြအဲ့တော့မြတ်စွာဘုရားကိုလျှောက်တာမြတ်စွာဘုရားကိုနတ်တယောက်ကနေပြီးတော့ပြောပြန်အပြစ်ကိုတဲ့စော်ကားမိပါတယ်လို့အပြစ်ကိုဝန်ချတောင်းပန်တဲ့ပုဂ္ဂိုလ်ရဲ့အပြစ်ကိုလက်မခံဘူးတဲ့ဒေါသနဲ့တုံ့ပြန်တယ်ရန်ညှိုးထားတယ်ဒီကောင်လေးငါအပြစ်တင်တဲ့ကောင်လေးပဲဆိုရန်ညှိုးထားလို့ရှိရင်အဲ့ဒီရန်ဒီပင်နဲ့လက်မခံတဲ့ပုဂ္ဂိုလ်ပြန်ပြီးတော့ရန်တွေကပြန်စွတ်တတ်တယ်ပေါ့ဒီအကုသိုလ်ကသူ့ကိုပဲပြန်စွတ်မိတယ်လို့ဒီလိုပြောတာသူတို့ကနော်မြတ်စွာဘုရားကိုပဲပြန်ပြီးတော့စွတ်အစ္စယောစီနဝိစီဒီအချိန်မှာမြတ်စွာဘုရားကဘာပြန်ပြောတော့ဆိုအစ္စယောစီနဝိစေထနောဝိတာပကတံတိယဝေရာနိနာသတံမေယံကောဏိထကုသလောတိယအဲ့ဒီမှာမြတ်စွာဘုရားအပြစ်မရှိပဲနဲ့အပြစ်လို့လာပြီးတော့မြင်တဲ့ပုဂ္ဂိုလ်မှာတဲ့မြတ်စွာဘုရားကိုအပြစ်မှမရှိပဲနဲ့သူတို့ကအပြစ်လာတင်တာကိုအပြစ်တင်လို့တိမခံဘူးဆိုတာလည်းမရှိဘူးမရှိတဲ့ပုဂ္ဂိုလ်မှာယံဆိုတာလည်းငကိုကမရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီယံဘက်လည်းသူများပေါ်မှာမထားတဲ့ပုဂ္ဂိုလ်တဦးတယောက်ကိုဘယ်လိုလုပ်ပြီးတော့အပြစ်တင်မှလဲလို့မေးတဲ့အခါကျတော့နတ်ကနေပြီးတော့အဲ့ဒီကြတော့မှသူတတိတရားရသွားမြတ်စွာဘုရားကအပြစ်မရှိပဲနဲ့ဘယ်လိုလုပ်ပြီးတော့ငါ့ကိုပြစ်တင်လို့ရမလဲလို့ဆိုတော့ကတ္တိဆရာနဝိဇန္တိဘယ်အပြစ်မရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ဘယ်ပုဂ္ဂိုလ်လဲဘယ်ပုဂ္ဂိုလ်မှာအပြစ်မရှိတာပါလဲကတ္တနတ္ထိအပကတံဟောအဲ့ဒီကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်တိမခံတဲ့ပုဂ္ဂိုလ်ဆိုတာလဲတိခံမှုမရှိတဲ့ပုဂ္ဂိုလ်ဆိုတာလဲဘယ်ပုဂ္ဂိုလ်လဲကောနုတမ္မောဟမပါတိလောကမှာတွေးဝေးနေတဲ့ဆိုတဲ့ပုဂ္ဂိုလ်လဲဘယ်ပုဂ္ဂိုလ်ပါလဲကောသဓီရောတတာတတော်အမြဲတမ်းတတိရှိနေတဲ့ပုဂ္ဂိုလ်ဆိုတာလဲ
လောကမှာဘယ်ကိုပုဂ္ဂိုလ်ပါလဲသူပြောချင်တာတော့လုံးဝအပြစ်ကင်းတဲ့ပုဂ္ဂိုလ်လုံးဝအပြစ်ကင်းတဲ့ပုဂ္ဂိုလ်လုံးဝအမှန်မှားကိုမသိအောင်တွေးဝေခြင်းမရှိတဲ့ပုဂ္ဂိုလ်လုံးဝအမှန်မှားကိုမသိအောင်တွေးဝေနေတဲ့ပုဂ္ဂိုလ်အမြဲတမ်းတတိရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်ပုဂ္ဂိုလ်ပါလဲလို့ဒါကိုမေးတဲ့အခါလောကမှာတကယ်ကိုတွေးဝေမှုမရှိတဲ့ပုဂ္ဂိုလ်အမြဲတမ်းတတိရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်ပုဂ္ဂိုလ်ပါလဲလို့မြတ်စွာဘုရားကိုမေးလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားဖြေတယ်တထာဂတတဗုဒ္ဓတသဗ္ဗဗုဒ္ဓနုကံပိနောတတ္တစ္ဆယာနဝေသန္တိတတ္တနတ္ထိအပါကတံလောကမှာလောကသားတွေတလောကလုံးအတွက်အကျဉ်းတရားထားပြီးတော့ကရုဏာနဲ့ပညာနဲ့တတ္တဝါတွေပေါ်မှာအကျဉ်းတရားထားတဲ့မြတ်စွာဘုရားရှိနေမြတ်စွာဘုရားတခင်ကိုရမြတ်ကဘယ်ပုဂ္ဂိုလ်ကိုမှအပြစ်တင်တာမျိုးမရှိဘူးမလုပ်ဘူးဘယ်ပုဂ္ဂိုလ်မှပြစ်တင်တာမျိုးမလုပ်ဘူးဘုရားမှာရှိတာကတော့ပညာနဲ့ကရုဏာဒီနှစ်ခုရှိပညာဆိုဒီမှာဒီတရားဝါတွေရဲ့အကျိုးကိုဆောင်ရွက်တဲ့နေရာမှာဘယ်ဟာကအကျိုးဖြစ်နိုင်တယ်ဘယ်ဟာကအကျိုးမဖြစ်နိုင်ဘူးလို့ခွဲခြားသိနိုင်တဲ့ပညာဟာအရေးကြီးအကျဉ်းတရားဆိုတာတရားဝါတွေရဲ့ဒုက္ခကိုမရှိမနေစိတ်တာအကျဉ်းတရားတချို့ကြတော့နေစိတ်နဲ့လေကိုယ်ဖြစ်တာမှမဟုတ်ဘဲနဲ့ဘာကိစ္စဆရာလို့လဲဆိုနေစိတ်ကရုဏာကင်းမဲ့တဲ့ပုဂ္ဂိုလ်ကဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ခီးမဆိုင်ကရုဏာရှိတဲ့ပုဂ္ဂိုလ်ကတော့ဘယ်လိုနည်းနဲ့ဒီပုဂ္ဂိုလ်ကိုဒီအခက်ခဲတွေကလွန်မြောက်အောင်လုပ်ပေးရမလဲလို့ဆိုတဲ့အကျဉ်းတရားရှိတယ်အဲ့ဒီလုပ်ပေးတဲ့နည်းလမ်းကိုသိတာကြတော့ပညာပေါ့အဲ့ဒါကြောင့်မို့လို့အကျဉ်းနဲ့ပညာဒီနှစ်ခုပေါင်းစပ်ထားပြီးလောကသားတွေရဲ့အကျိုးကိုဆောင်ရွက်နေကြတယ်မြတ်စွာဘုရားမှာဘယ်လိုလုပ်ပြီးတော့အပြစ်ဆိုတာရှိနိုင်ပါလဲလောကဘုရားဆိုတာအပြစ်မရှိနိုင်ဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးသိမခံဘူးဆိုတာတရားဝါဒီပေါ်မှာအကျဉ်းထားတဲ့ပုဂ္ဂိုလ်မှာသိမခံဘူးဆိုတာပဲရှိမလဲအလုံးပေါ်မှာသိခံခြင်းခွင့်လွှတ်ခြင်းနဲ့ပဲအများတရားဝါဒီရဲ့အကျိုးဆောင်ကြည့်လေမြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့အလောင်းတော်မှာပါရမီဖြည့်ခဲ့တယ်ဆိုတာပဲကြည့်ပါရမီဖြည့်တယ်ဆိုတာဘာကိုအခြေခံပြီးပါရမီဖြည့်တာလဲဆိုမေတ္တာကရုဏာမုဒိတာဥပေက္ခပါရမီဖြည့်ဖို့အတွက်ဗြဟ္မစိုးတရားဗြဟ္မစိုးတရား၄ပါးလို့ဆိုတယ်မေတ္တာဆိုတာတရားဝါတွေရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်အဲ့ဒီလိုလားတဲ့စိတ်နဲ့တရားဝါတွေရဲ့အကျိုးစီးပွားကိုအမြဲတမ်းဆောင်ရွက်တဲ့အခါမှာမေတ္တာကြီးမားတဲ့ပုဂ္ဂိုလ်ဆောင်ရွက်တဲ့အခါမှာကိုယ်ဆောင်ရွက်တဲ့အတိုင်းဖြစ်မလာပဲနဲ့တနာစရာပုဂ္ဂိုလ်ဆိုပေါ်လာသေးတယ်အဲ့ဒီပုဂ္ဂိုလ်တွေကြတော့ကရုဏာတခါကိုယ်လိုလားတဲ့အတိုင်းတချို့ပုဂ္ဂိုလ်ကြတော့ကြီးပွားတိုးတက်သွားတယ်အဲ့ဒါလိုကြီးပွားတိုးတက်သွားလို့ရှိရင်ဝမ်းသာတဲ့မုဒိတာဆိုတာဖြစ်တယ်ဟောအဲ့ဒီမေတ္တာကရုဏာမုဒိတာဒီသဘာဝတရားတွေတတ္တဝါတွေပုံမှာသိခံခြင်းခွင့်လွှတ်ခြင်းဆိုတဲ့ဥပိ္ပခာအဲ့ဒီဗြဟ္မဝိဟာရအခြေခံပြီးတော့တတ္တဝါတွေအကျိုးအတွက်ခွဲခြားမှုမပြုဘဲနဲ့လိုအပ်ချက်တွေကိုပေးလူတာဒါနသူတို့အကျိုးလိုအပ်ချက်တွေကိုပေးလူတာကဒါနတတ္တဝါတွေကိုမထိခိုက်မနစ်နာစေအောင်ကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်တာကသီလထိမ့်သိမ်းဆောက်ရှောက်မှုကိုခိုင်မာဖို့အတွက်ဒီလောကကြီးကထွက်ခွာပြီးတော့တူးတဲ့ကျင့်တာကနိက္ခမဒီလိုဆိုလိုတာပေါ့နော်ပါရမီဖြည့်တယ်ဆိုတာတစ်ခုနဲ့တစ်ခုခွင်းဆက်ပဲအဲ့ဒါလို့နိက္ခမဒီဒါနရဲ့သီလရဲ့နိက္ခမအဲ့ဒါလို့ကျင့်တဲ့အခါမှာအရေးကြီးတာအကောင်းဆုံးအကြောင်းကျိုးခွဲခြားသိဖို့ပညာဆိုတာအရေးကြီးတယ်ပညာရှိလာပြီးတော့ကြိုးစားအထောက်ဖို့လိုတယ်ကြိုးစားတဲ့အခါမှာသိခံဖို့ဆိုတဲ့ခန္တီလိုအပ်တယ်ဘာလို့လို့ဆွဲဆွဲမြဲမြဲလုပ်ဖို့အဋ္ဌံဆိုတာလိုအပ်တယ်အများပေါ်မှာဂရိတည်ဖို့သစ္စာဆိုတာလိုအပ်တယ်ပေါ့ဒီလိုလာတာအဲ့ဒီလိုပါရမီတွေဖြည့်ပြီးတော့နောက်ဆုံးမှာဘာလို့ဆိုမေတ္တာနဲ့ဥပိ္ပခာမေတ္တာဆိုတာတတ္တဝါတွေရဲ့အကျိုးစီးပွားကိုလိုလားတာကိုမေတ္တာဥပိ္ပခာဆိုတာအဲ့ဒီကိုကအကျိုးကျေးဇူးကိုပြုလိုက်တဲ့တတ္တဝါတွေရဲ့စီကတုံ့ပြန်လာတာကိုမမျှော်လင့်တာဥပိ္ပခာဒါကြောင့်မို့ပါရမီ10ပါးထဲမှာကရုဏာမုဒိတာ
ပါရမီမရှိပေမဲ့မေတ္တာပါရမီဥပေက္ခမေတ္တာယပုပ္ပကာရိနောတဲ့မြတ်စွာဘုရားဟာမေတ္တာရှိသည့်အတွက်ကြောင့်တရားဝါရီရဲ့အကျိုးကိုမိမိကစတင်ပြီးတည်ပိုးပေးတယ်ဆောင်ရွက်ပေးတယ်အများကောင်းကျိုးဆောင်ရွက်ပေးတယ်မေတ္တာအဲ့ဒါလို့အများကောင်းကျိုးဆောင်ရွက်ပေးတဲ့အခါမှာသူတို့စီကတုံ့ပြန်ပြီးတော့ရလာမဲ့ဟာကိုမမျှော်လင့်တာဥပေက္ခဥပေက္ခယပစ္စုပ္ပကာရနာတိတန္တိသူတို့စီကဘာတစ်ခုမှမမျှော်လင့်ဘူးလောကလူသားတွေကဒီလိုမဟုတ်ဘူးကူတော့ကူညီခြင်းနဲ့မျှော်လင့်ချက်ရှိတယ်နော်ငါဘယ်တော့မှမလုပ်ပေးထားတာဒီကောင်ကငါအောက်ကပါနော်ငါဘလို့ထောက်ပံ့ကူညီထားရတာခုမှသူကဘာဖြစ်နေတယ်ညာဖြစ်နေတယ်နဲ့အပြစ်တင်ကြတဲ့ဒေသတွေကအများကြီးရှိတတ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားကျတော့အဲ့ဒါမျိုးလုံးဝမရှိဘူးတဲ့ကိုကမေတ္တာကြောင့်မေတ္တာနဲ့ကူညီထားတဲ့ပုဂ္ဂိုလ်တူကိုသူ့စီကနေပြီးတော့တုတ်ပြန်လာတာကိုဘာတစ်ခုမှမမျှော်လင့်ဘူးဒီလိုဆိုလို့ပေါ့နော်တုတ်ပြန်လာတာကိုမမျှော်လင့်ဘူးဥပိ္ပခာနဲ့မျှော်လင့်မှုမရှိဘူးလို့ဒီလိုပြောတာအဲ့ဒီမှာဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားပြောတယ်တထာဂတတဗုဒ္ဓတသဗ္ဗဗုဒ္ဓနုကံပြီးတော့တတ္တိစယနဝိသန္တိတတ္တနတ္ထိအပါကတံသောနတ္တမောဟမပါတိသောဝဒီရောသရတတော်မြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်မှာတဲ့တရားဝါရီရဲ့အကျိုးစီးပွားကိုလုံနေသည့်အတွက်ကြောင့်ဘာဖြစ်မှမရှိဘူးတိမခံခြင်းခွင့်မလို့ခြင်းဆိုတာလည်းမရှိဘူးတွေးဝေမိမောမှုဆိုတာလည်းအမှန်မသိခြင်းတွေးဝေမိမောခြင်းဆိုတာလည်းသူ့မှာမဖြစ်ဘူးအဲ့ဒီမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ဒီသားလည်းပညာရှိပြီးအခက်ခက်သိတတိရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်လို့ဒီလိုမြတ်စွာဘုရားကမိန့်ကြားပြီးတဲ့နောက်အေးငါကအပြစ်ကိုလာပြီးဝန်ခံပြောဆိုတဲ့ပုဂ္ဂိုလ်ရဲ့အပြစ်ကိုငါလက်မခံတာမဟုတ်ဘူးဒေါသနဲ့လည်းငါတုံ့ပြန်တာမဟုတ်ဘူးမကောင်းတဲ့ရံညှိုးတွေငါ့ပေါ်မှာဆွတ်တယ်ဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်မို့ငါဟာမင်းတို့ရဲ့အပြစ်တွေကိုအပြစ်လို့ငါလက်ခံတယ်လို့သိခံတယ်ခွင့်လွတ်တယ်လို့ပြန်လီမိန့်ကြားတော်မူခဲ့ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာကမြတ်စွာဘုရားသခင်ကိုရောမြတ်တည်ပင်လေနော်အပြစ်တင်ခြင်းနော်အပြစ်တင်ခြင်းကဲ့ရဲ့ရှုတ်ချခြင်းဆိုတာဟာမကင်းနိုင်တဲ့အနေအထားတစ်ခုမျိုးဖြစ်တယ်ဒါကြောင့်မို့တို့တွေဟာဖရာတောင်မှအပြစ်တင်ခံရတာဖြစ်သည့်အတွက်ကြောင့်သူများကအပြစ်တင်ခံလာလို့ရှိရင်လေတို့တွေဟာစိတ်ဆိုးခြင်းတုံ့ပြန်ခြင်းမလုပ်ဘဲနဲ့မိမိတို့ကိုယ်တိုင်ကလည်းသူများကိုအပြစ်တင်ခြင်းဆိုတာမျိုးတွေမလုပ်မိအောင်တို့တွေကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်သတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေသတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေခောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝိတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ပြပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဝိတံကျွမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏
မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခဝေဒနာစင်ထာဝရဤမြတ်ကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအဒီဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဟောလန္တဝန္တာရှင်မြူဝမုံလူလျက်ကျဉ်းဝဲကြုံဖူးပွင့်ကြကုန်သည့်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လံ၍နေကြပါစေကုန်တည်း